မိုင်းဆိုတာအနိုင်ရသူတွေရေးတာလို့ပြောလို့ရှိကြပါတယ်အနိုင်ရသူဖြစ်လာဖို့အတွက်အရက်ဆယ်မျက်နှာကိုအောင်မြင်ခဲ့သောယောက်ျားကောင်းဘရင်အောင်ကျော်ထင်တော်တာဟာတိုင်းပြည်မဲ့သောမင်းတစ်ပါးဘဝကနေမြမသမိုင်းမှာအင်အားကြီးနိုင်ငံပေါင်းများစွာကိုတစုတစည်းတည်းဖြစ်အောင်လှုပ်ဆောင်နိုင်ခဲ့တဲ့မင်းတစ်ပါးသူဟာနန်းတွင်သွေးမပါတဲ့တာမန်စင်းရဲသားဘဝကနေစခဲ့တာဆိုရင်သင်ယုံနိုင်မလားဒီနေ့ဗီဒီယိုမှာကတော့ဘရင်အောင်မင်းတရားကြီးနဲ့ဘဝအစအနိုင်ဆုံးကြားခဲ့တဲ့အချိန်နဲ့ဇေယဝတီမြို့သစ်ကနေအင်ပါယာကြီးကိုဘယ်လိုပြန်လဲတိဆောက်ခဲ့တယ်လဲဆိုတဲ့စိတ်လှုပ်ရှားစရာသမိုင်းကြောင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဘရင်အောင်ကိုတက္ကရာ889ခုနှစ်တပေါင်းလဆန်း12ရက်ဗုဒ္ဓဖူးနေ့မှာဖွားမြင်ခဲ့တယ်။ငယ်နာမည်ကတော့ရှင်ရဲထွတ်ပါ။သူ့ရဲ့ဖခင်ဟာမင်းကြီးဆွေဖြစ်ပြီးမိခင်ဟာရှင်မျိုးမြတ်ဖြစ်ပါတယ်။ထူးခြားတာကရှင်ရဲထွတ်ဟာတောင်ကိုဘရင်မင်းကြီးညိုရဲ့သားတော်တပင်းချွေထိထက်3လပဲကြီးပါတယ်။မင်းကြီးညိုဟာရှင်ရဲထွတ်ရဲ့မိခင်ရှင်မျိုးမြတ်ကိုနိုဒိန်းကြီးရဲ့ရာထားတော်မူတာကြောင့်ရှင်ရဲထွတ်နဲ့တပင်းချွေတီတို့ဟာကနိုးစုပ်ပတ်ဖြစ်ပြီးညီကိုအရင်တွေလိုချစ်ခင်ရင်းနှီးစွာကြီးပြင်းလာခဲ့ကြပါတယ်။အရွယ်ရောက်လာတဲ့အခါမှာတပင်းချွေတီရဲ့အမတော်တခင်ကြီးနဲ့အကြောင်းပါခဲ့လို့တပင်းချွေတီရဲ့ရောက်ဖတော်ဆက်ခဲ့ပါတယ်။တက္ကရာ892ခုနှစ်မှာမင်းကြီးညိုနေရွာဆံပြီးတပင်းချွေတီကနန်းတက်လာခဲ့ပါတယ်။အဲဒီချိန်မှာရှင်ရဲထွတ်ကိုကျော်ထင်းတော်ရဲ့ထားဆိုတဲ့ဘွဲ့ကိုရှင်းပြခဲ့ပါတယ်။ဘရင်အောင်ရဲ့တတိကိုပြောင်းပြောင်းထင်းထင်းပြခဲ့တဲ့ဖြစ်ရတစ်ခုရှိပါတယ်။အဲဒါကတော့ရန်သူဖြစ်တဲ့မွန်ဘရင်သူ့ချင်တကာရုပ်ပိအုတ်ချုပ်တဲ့ဟန္တာဝတီနေမြေတွေကရွှေမော်တော်ဖျားရင်မြေတော်ပေါ်မှာတပင်းချွေတီရဲ့နားထွင်းမင်္ဂလာကိုရဲရဲဝံ့ဝံ့ကျင်းပပေးခဲ့တာပါပဲ။ရန်သူတွေဝိုင်းနေတဲ့ကြားကနေပုံချီတဲ့မင်းကိုရန်သူတွေမနှောက်ချက်နိုင်ဘူးလို့ရဲရဲဝံ့ဝံ့ခြောက်တင်ခဲ့တာကြောင့်တပင်းချွေတီကလည်းသူ့ကိုဘရင်အောင်ဆိုတဲ့ဘွဲတူးနဲ့လက်သုံးတော်ကြောက်စီသားကိုရှင်းပြခဲ့ပါတယ်။အောင်မြင်မှုတွေရနေတော့မှပဲတက္ကရာ921ခုနှစ်မှာထင်မှတ်မထားတဲ့အနိုင်ဆုံးအလှည့်အပြောင်းဖြစ်လာပါတယ်။ဘင်ချွေတီဟာတမိန်စောထွတ်ရဲ့လောက်ကျန်ခြင်းကိုခံလိုက်ရပြီးနိုင်ရွာဆန်သွားပါတယ်။အဲ့ဒီချိန်မှာဘရင်အောင်ဟာစစ်ထွက်နေတဲ့အချိန်ဖြစ်လို့တောင်ငူပြီးပကံစားတဲ့မြို့သားတွေကအတီးတီးချားနာပုံမှန်ကြတယ်။ဘရင်အောင်မှာတိုင်းပြည်လည်းမရှိနန်းတော်လည်းမရှိတော့တဲ့အချိန်ကိုရောက်ရှိသွားခဲ့ပါတယ်။ဒါပေမဲ့ဘရင်အောင်ကစိတ်တက်မကြခဲ့ပါဘူး။သူဟာတကုံကနေတစ်စစ်တောင်ငူဘက်သို့ခြေတက်ခဲ့ပါတယ်။လမ်းမှာတမိန်စောထွတ်ခြေလွတ်လိုက်တဲ့ပညာတလတက်နဲ့စုံခဲ့ပေမဲ့လည်းဘရင်အောင်ရဲ့စွမ်းဆောင်ရည်ကြောင့်ပညာတလတက်ဟာပြန်လှည့်ပြေးခဲ့ရပါတယ်။အဲဒီနောက်မှာဟင်းခနွေဆိုတဲ့အရက်ကိုရောက်ခဲ့တဲ့အခါမှာတော့စခန်းချပြီးဇေယဝတီလို့အမည်ပေးပြီးတော့မြို့တီတစ်ခုကိုတည်ထောင်ခဲ့ပါတယ်။အဲဒီမြို့ဟာဘရင်အောင်အတွက်တော့အင်ပါယာတစ်တိဆောက်ဖို့ပထမဦးဆုံးရှေ့လမ်းပါပဲ။သူ့ရဲ့စီယုံရေးစွမ်းရည်ကြောင့်ဟန္တာဝတီနဲ့မုဒ္ဓမဘက်မှမွန်မူးမှန်များကလည်းဝင်ရောက်လာပါတယ်။တက္ကရာ973ခုနှစ်မှာတော့ဘရင်အောင်ဟာတောင်ငူကိုပြန်လည်သိမ်းပိုက်နိုင်ခဲ့ပါတယ်။အဲဒီနောက်မှာပြည်ကိုလည်းသိမ်းယူခဲ့ပါတယ်။ဘရင်အောင်ဟာဟန္တာဝတီကိုလည်းတမိန်ထောရာမနဲ့စင်စည်းချင်းထိုးပြီးတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။သူ့ရဲ့စွမ်းဆောင်ချက်တွေကရက်တက်မသွားပါဘူး။1915ခုနှစ်မှာဟန္တာဝတီမှာနန်းတစ်တီထောင်ပြီးတိတိသူမရာဇာဘွဲကိုလည်းခံယူခဲ့ပါတယ်။1916ခုနှစ်မှာတော့အင်းဝတာမကမိုးကောင်းမိုးနယ်စသောချမ်းပြည်မြို့များကိုလည်းအောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့ပါတယ်။1918ခုနှစ်မှာတော့ချမ်းပြည်တစ်ခွင်လုံးကိုအောင်မြင်ခဲ့ပါတယ်။ထို့များမကယူရီးယားနဲ့လင်စင်းပြည်များကိုလည်းသိမ်းယူအောင်မြင်ပြီးစင်ဖြူရှင်ဘွဲကိုလည်းခံယူခဲ့ပါတယ်။ဘရင်အောင်ဟာတက္ကရာ943ခုနှစ်တက်တော်66ခုနှစ်မှာနိုင်ရွာဆန်ခဲ့ပါတယ်။သူဟာစစ်သူရဲကောင်းတယ်မဟုတ်ပါဘူး။တရားမျှတတဲ့အုပ်ချုပ်တဲ့မင်းလည်းဖြစ်ပါတယ်